ဘဝမှာဘလောက်ပဲစူးစမ်းဘာကြောင့်အစင်မပြေဖြစ်နေရတာလဲလို့တွေးဖူးပါသလားစူးစမ်းမှုတွေကအရာမထင်ပဲကန်ဆိုးမှုတွေနဲ့ပဲကြုံနေရတဲ့သူတွေအတွက်ဒီနေ့မှာတော့လူပေါင်း68%လောက်သတိမထားမိတဲ့ဘဝအလှည့်အပြောင်းလျှို့ဝှက်ချက်တစ်ခုအကြောင်းပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့ကေဆန်ရေးသားထားတဲ့တဘာဝတရားရဲ့နိယာမနဲ့ဘဝကိုကောင်းမွန်စေမဲ့ကြားနေခြင်းရဲ့မော်ဆန်မှုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဘဝမှာအောင်မြင်ခြင်းပေမဲ့လမ်းပြောင်းနေတယ်လို့ခံစားနေရတဲ့သူတွေအတွက်ဒီအချက်တွေကမျက်စိပွင့်သွားစီမှာပါဘဝကိုအမှန်တကယ်ပြောင်းလဲစေခြင်းနဲ့ဆိုရင်တော့အခုပြောပြမယ့်အချက်တွေကိုသေတိချာချာနားထောင်ကြည့်ဖို့လိုအပ်ပါတယ်ဘဝမှာကံကောင်းခြင်းတွေရောက်မလာအောင်တားဆီးနေတဲ့လူစားမျိုး၃မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ကိုအမြဲတမ်းသူများတဲ့တာနေခြင်းတဲ့သူတွေပါသူတို့ဟာတစ်ခုခုကိုတက်မြောက်မှသာကိုတန်ဖိုးရှိတယ်လို့ယူဆကြပြီးမတက်နိုင်တဲ့အခါစိတ်တက်ကြတတ်ကြပါတယ်ဒုတိယတစ်မျိုးကတော့အမြဲတမ်းအပြစ်ရှိတယ်လို့ခံစားနေရတဲ့သူတွေဖြစ်ပါတယ်သူတို့ဟာဆင်းရဲဒုက္ခခံမှသာကိုခွင့်လွတ်နိုင်မယ်လို့ထင်နေကြပြီးအမြဲတမ်းအနှစ်နာခံရင်းနဲ့ပဲဘဝကိုကုံဆုံးစေတတ်ကြပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးသတိထားရမယ်တတိယလူစားမျိုးတစ်မျိုးကြံပါသေးတယ်အဲ့ဒါကဘသူတွေဖြစ်မလဲဆိုတာဆက်ကြည့်လိုက်ကြရအောင်တတိယလူစားမျိုးကတော့မိမိကိုအမွှမ်းတင်လွန်းသူတွေ narcissist တွေပဲဖြစ်ပါတယ်သူတို့ကတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုလုံးဝအတိအမှတ်မပြုဘဲသူတစ်ပါးမှာပဲအပြစ်ရှိတယ်လို့မြင်တတ်ကြပါတယ်တကယ်တော့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေဆိုတာကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်ပြနေတဲ့မှန်ချက်တွေပါပဲတစ်ဖက်လူရဲ့လုပ်ရက်ကိုကြည့်ပြီးစိတ်တိုနေတယ်ဆိုရင်အဲ့ဒါဟာကိုယ့်အတွင်းစိတ်ထဲမှာရှိနေတဲ့မကျေနပ်မှုတွေကိုအဲ့ဒီလူကတဆင့်ပြန်မြင်နေရတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်ပတ်ဝန်းကျင်ကလူတိုင်းဟာကိုယ့်ရဲ့အတွင်းစိတ်အခြေအနေကိုတရုပ်ဆောင်ပြနေတဲ့တရုပ်ဆောင်နေတာဖြစ်ပါတယ်ဒီအမှန်တရားကိုသိမြင်သွားတဲ့အခါဘဝရဲ့ပြဿနာတွေကိုဖြေရှင်းဖို့လမ်းစာကိုစတင်တွေ့ရှိလာမှာဖြစ်ပါတယ်ဘဝမှာအရာရာဟာအဆင်မပြေဖြစ်လာတဲ့အခါအတင်းချက်ရှေ့ဆက်တိုးမဲ့အစားခဏလောက်ရပ်တန့်လိုက်ဖို့လိုပါတယ်အဆင်မပြေမှုတွေဆိုတာကိုယ့်ရဲ့အတွင်းစိတ်မှာတခုခုမှားယွင်းနေပြီဆိုတာကိုတဘာဝတရားကပေးတဲ့သတိပေးချက်တစ်ခုပဲဖြစ်ပါတယ်အတင်းချက်လှုပ်ယူနေမဲ့အစားခဏရက်ပြီးကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စိုးရိမ်စိတ်နဲ့ကြောက်ရွံ့မှုတွေကိုအရှိအတိုင်းလက်ခံပေးလိုက်ပါကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုနားထောင်ပြီးခြင်းကသာပြဿနာတွေကိုအရင်အမြစ်ကနေဖြေရှင်းလိုက်မယ်နည်းလမ်းဖြစ်ပါတယ်ဒါကိုသတိမထားမိပဲအတင်းတိုးလုံနေမယ်ဆိုရင်တော့ပိုပြီးကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်ကိုယ်ခန္ဓာရဲ့အစိတ်ပိုင်းတွေမှာဝေဒနာဖြစ်လာတာဟာလေအကြောင်းမဲ့မဟုတ်ပါဘူးဥပမာအားဖြင့်မျက်စိမှာပြဿနာဖြစ်လာရင်ကိုမမြင်ကျင်တဲ့အရာတွေကိုရှောင်လွဲနေတာမျိုးဒါမှမဟုတ်အမှန်တရားကိုလက်မခံကျင်တာမျိုးကြောင့်ဖြစ်နိုင်ပါတယ်နားမှာပြဿနာဖြစ်ရင်တော့သူတစ်ပါးရဲ့ဝေဖန်မှုကိုမကြားကျင်တာဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုနားမထောင်ကျင်တာမျိုးဖြစ်နိုင်ပါတယ်ဒါအပြင်ကိုကာကွယ်ဖို့အတွက်သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့အကျင့်ဟောင်းတွေထဲမှာပဲပိတ်မိနေတာမျိုးကလည်းဘဝကိုရှိမရောက်အောင်တားဆီးထားတတ်ပါတယ်ဒီလိုအကန့်အသတ်တွေကိုသိမြင်ပြီးစွန့်လွတ်နိုင်မှသာပုံမကောင်းမွန်တဲ့ဘဝတစ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုဖုံးကွယ်မထားပဲအတိမတ်ပြုကိုဖြစ်ပါတယ်ဒေါသထွက်တာမကျေနပ်တာဒါမှမဟုတ်မနာလိုဖြစ်တာတွေကိုငါဒီလိုမဖြစ်သင့်ဘူးလို့ညင်းပယ်မဲ့အစားငါဒီလိုခံစားနေရပါလားလို့အမှန်တိုင်းလက်ခံလိုက်ပါဒီလိုခံစားချက်တွေကိုအတိမတ်ပြုလိုက်ခြင်းကသာစိတ်ကိုကြားနေအခြေအနေရောက်အောင်ကူညီပေးနိုင်ပြီးဘဝကိုအကောင်းဘက်ကိုဦးတည်စေမှာဖြစ်ပါတယ်ဒီအချက်တွေကဘဝရဲ့နိယမတွေထဲကအစိတ်ပိုင်းသာရှိပါသေးတယ်ဒီလိုမျိုးဘဝအတွက်အသုံးဝင်မဲ့တွေးခေါ်ကောင်းတွေကိုဆက်လက်လေ့လာခြင်းအဖြစ်မိတ်ဆွေတို့ရဲ့ဘဝဟာမယုံကြည်နိုင်လောက်အောင်တိုးတက်လာမှာဖြစ်ပါတယ်